တယောက်တည်းရင်ဆိုင်ဖြတ်သန်းရတွေ့တယ်လွန်ရစတာနေရခက်ရင်ဝင်မှာကိုငွေနှွေးစေခြင်းပြန်ခဲ့တော့တော့ဒီဆောင်တွေမကုန်ခင်ထပ်သွားတော့ငါပြောဘူးတယ်လေပြန်မယ်ဆောင်နေမကနိုင်ဒီဆောင်မေမူလို့ခိုက်ခိုက်တုံအောင်သူထုံးနဲ့စာနာပါလုံးလုံးလာပြီကွာပြန်ခဲ့တော့တော့ချစ်ဆုံးရောက်လာတော့yeah